大家好，欢迎来到我们的中文课。အားလုံးပဲမင်္ဂလာပါ EMC တရုတ်စာသင်တဲ့ညောင်းကနေပြီးတော့ကြိုဆိုလိုက်ပါတယ်တရုတ်စာနဲ့ပတ်သက်တာလေးမျှဝေပေးမှာမို့လို့ပေးလေးကို like and share လေးလုပ်ထားဖို့မမေ့နဲ့နော်ဒီတစ်ခေါက်မျှဝေပေးမှာကတော့ဒီအသစ်ထွက်ရှိလာတဲ့ ASSK new version ကိုမျှဝေပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့ set state လုပ်ချင်တဲ့သူတွေလည်းဒီမင်းတို့ page လေးမှာဒီ version အသစ်နဲ့ပတ်သက်ပြီးတော့ဒီတရုတ်စာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးမှာမို့လို့ like and share လေးလုပ်ထားဖို့မမေ့ပါနဲ့နော်ဒါဆိုရင်တော့ဒီနေ့က ASSK 1ကိုမှ3.0 version အသစ်ကိုမျှော်ပေးမှာပါသူကတော့ဒီစုစုပေါင်းသင်ခန်းစာ15ခန်းပါဝင်ပါတယ်ဒီအဟောင်းနဲ့အရန်ကြီးတော့လည်းမကွာခြားပါဘူးเนาะဒါကြောင့်မို့အသစ်ထွက်လာတဲ့အသစ် version ပြောင်းသွားလို့ဆိုပြီးတော့လည်းတအားကြီးကြောက်နေဖို့မလိုပါဘူးရှင်ဒါဆိုလို့ရှိရင်ဒီ1ရဲ့ခေါင်းစဉ်လေးကိုကြည့်လိုက်အောင် AI ရှောက်ရီနီးဟောင် AI ရှောက်ရီနီးဟောင်ဒီ AI ရဲ့နာမည်ကတော့ရှောက်ရီပေါ့เนาะဒီနီးဟောင်ဆိုတာကတော့ဒါနှုတ်ဆက်တာပါဒါဆိုရင်ဒီမှာသူကတော့မူပြောင်းဆိုတဲ့အစ်စ်လေးပေါ့နော်ဒီမှုပြောင်းဆိုတဲ့ရွယ်ချက်လေးတွေပါပါတယ်ဒါဆိုနီးကပ်လေးပြပေးမယ်ရွယ်ချက်ကတော့ဒီမှာ2ချက်ပါတယ်ဘာပြောချင်တာလဲဆိုတော့ဒီသင်ခန်းစာကိုဒီအခန်းတစ်ခန်းပြီးသွားပြီပေါ့အခု lesson 1ကိုသင်ပြီးသွားတဲ့အခါမှာကျောင်းသားတွေအနေနဲ့ဘာတွေသိရှိသွားရမလဲဘယ်လိုအကြောင်းအရာတွေကိုသိသွားရမယ်ဆိုတဲ့ရွယ်ချက်လေးပေါ့နော်ဒါဆိုရင်ရွယ်ချက်တစ်လေးကိုကြည့်ကြည့်အောင်ရွယ်ချက်တစ်ကကြတော့难听懂并使用礼貌用语打招呼致是告别ဒါဘာကိုပြောချင်တာလဲဆိုတော့နှုတ်ခွန်းဆက်တာတဲ့စကားတွေနှုတ်ဆက်တဲ့အခါတွေကျေးဇူးတင်စကားပြောတဲ့အခါတွေမှာဒီယဉ်ကျေးတဲ့အသုံးအနှုန်းတွေကိုနားလည်ပြီးတော့ကိုယ်တိုင်လေးပြန်ပြီးတော့အသုံးချတတ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်လေးပါโอเคနောက်တစ်ခုရည်ရွယ်ချက်လေးကိုထပ်ကြည့်အောင်နောက်တစ်ခုရည်ရွယ်ချက်ကတော့了解中文造句招记礼仪能听懂并使用第二人称代词进程您သူကကြတော့တရုတ်တွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာတဲ့ဒီလေးစားသမှုယဉ်ကျေးမှုအနေနဲ့သုံးတဲ့တစ်ဖက်လူယဉ်ကျေးမှုအနေနဲ့သုံးတဲ့နင်းဆိုတဲ့စကားလုံးကိုနားလည်ရပြီးတော့ကိုယ်တိုင်လေးပြန်ပြီးတော့သုံးတတ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးပါဒီသူမှာကတော့ရည်ရွယ်ချက်လေးတွေပါတယ်ပေါ့နော်ဒီတခန်းပြီးသွားရင်အကြောင်းသားတွေအနေနဲ့ဘာတွေသိရှိသွားမလဲဆိုတဲ့အကြောင်းအရာတွေပါဝင်ပါတယ်ဒါဆိုရင်တော့အောက်ကခက်ဝင်လေးကိုသွားကြမယ်ခက်ဝင်ကြီးမှာသူ့ရဲ့ရှမ်းစစ်ကတော့တလုံးလေးပါပါတယ်နီးဟောင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 ်ဆိုတော့နှုတ်ဆက်တာမင်္ဂလာပါဆိုတဲ့အဓိပ္ပာယ်မျိုးပါဒါဆိုနီးဟောင်တလုံးချင်းကြီးပြန်ခွဲအောင်နီတလုံးနဲ့ဆိုရင်သင်မင်းခမည်းဆိုတဲ့အဓိပ္ပာယ်မျိုးပါဟောင်တလုံးနဲ့ဆိုရင်တော့ကောင်းသောဆိုတဲ့အဓိပ္ပာယ်မျိုးပါနီးဟောင်နှစ်ခုတွဲရင်တော့ဒါနှုတ်ဆက်တာမျိုးဖြစ်သွားပါပြီနီးဟောင်โอเคအောက်ကိုဆက်သွားမယ်အောက်မှာကတော့专有名词ဆိုတာလေးပေါ့နော်ဒီထဲမှာပါမယ်ဒီနာမည်လေးကဝမ်老师ဝမ်ဆိုတာကဒီတရုတ်စလုံးလေးရဲ့နာမည်အစနာမည်လေးရဲ့အစစလုံးပြောတာဒီတနည်းအားဖြင့်တော့တရုတ်မျိုးရိုးနာမည်ကိုပြောတာပါဝမ်ဆိုတာကဝမ်မျိုးရိုး老师ကတော့ဆရာမကိုပြောတာပါဝမ်老师ဆိုတော့ဆရာဝမ်ပေါ့နော်ဒါဆိုရင်ခဝကြီးရဲ့ခေါင်းစဉ်လေးပါတယ်ခေါင်းစဉ်လေးကိုတစ်ချက်ကြည့်ကြည့်အောင်ခေါင်းစဉ်လေးကဘာပြောတာလဲဆိုတော့开学第一天，在办公室里，王一飞和 AI 铸造小鱼打招呼。ဒီကျောင်းစာဖွင့်တဲ့ပထမဆုံးနေ့မှာရုံးခန်းထဲမှာ王一飞နဲ့ AI assistant 小鱼နဲ့ကဒီနှုတ်ဆွန်းဆက်စကားပြောတဲ့အကြောင်းအရာကိုသင်ရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီဘက်မှာပြောတဲ့သူ2ယောက်ပါပါတယ်။王一飞小鱼ဒီ王一飞ဆိုတာကဆောနာကပါတယ်ကျွမ်းယူမင်းစမှာပါတဲ့ဒီဝမ်老师ကိုပြောတာပါသူ့ရဲ့နာမည်အပြည့်စုံကကြတော့ဝမ်ယီဖိန်ဒီရှေ့ဆုံးစလုံးလေးကိုယူထားတာဝမ်ဆိုတာလေးကိုယူထားတာပေါ့နော်ဒါလေးပါဒါဆိုရင်နောက်တစ်ယောက်ကကြတော့ရှောင်းရီဒီမှာဆိုပထမအဆုံးဝမ်ယီဖိန်ကပြောလဲ AI ရှောင်းရီနီးဟောင် AI ရှောင်းရီနီးဟောင်ဒီရှောင်းရီမင်္ဂလာပါနှုတ်ဆက်လိုက်တာပါဒီရှောင်းရီကလည်းပြန်ပြောထားပါတယ်ဝမ်老师နီးဟောင်ဝမ်老师နီးဟောင်ဆရာဝမ်မင်္ဂလာပါတဲ့ဆိုရင်တော့ဒီမှာကတော့နှုတ်ဆက်တဲ့အကြောင်းအရာပဲဆိုတော့တစ်ခေါက်လောက်ပြန်ပြီးဆိုကြည့်အောင် AI 小鱼你好王老师你好ဒါဆိုရင်တော့ခဝင်ရေးပြီးသွားပါပြီဒါဆိုရင်ခဝင်အောင်ဆက်သွားရအောင်ဒီခဝင်အားမှာလည်းသူ့ရဲ့ရှမ်းစစ်လေးပါပါတယ်ကြည့်ကြည့်အောင်နံပါတ်1大家ကအားလုံးနံပါတ်3好ကကြတော့ကောင်းသောဆိုတဲ့အဓိပ္ပာယ်ပါနံပါတ်4学生ကကြတော့ဒီကျောင်းသားကျောင်းသူတွေပြောတာပါပြီးနံပါတ်5ကမန်းဆိုတာကကြတော့ဒီအများကိုသုံးတဲ့အခါမှာသုံးတာပါဒါဆိုရင်
ဒီ学生们ဆိုရင်တော့学生ရဲ့နောက်ကမန်းထည့်လိုက်မယ်ဆိုရင်တော့အများဖြစ်သွားပြီဒီចောင်းသားចောင်းသူတွေဆိုတဲ့အဓိပ္ပာယ်မျိုးပါပြီးနောက်တစ်ခုနံပါတ်6老师ဆရာဆရာမကိုပြောတာနောက်တစ်ခုနင်းဆိုတာကနီနဲ့တူတူပါပဲဒီတဦးတယောက်တည်းကိုပဲညွှန်းတာဒါပေမဲ့နင်းကကြတော့ယူတည်သမှုနဲ့သုံးတာကိုထက်အသက်ကြီးတဲ့သူရာလူကြီးတဲ့သူတွေကိုယူတည်သမှုနဲ့သုံးတဲ့အခါမျိုးမှာနင်းလို့သုံးလို့ရပါတယ်ပြီးရင်နံပါတ်8နီမန်းဆိုတာကနီမန်းဆိုတာကနီရဲ့အများပါမင်းတို့ခမားတို့တင်တို့ဆိုတဲ့အဓိပ္ပာယ်မျိုးပါအဲဆိုရင်ဗမာလိုအဓိပ္ပာယ်လေးရပြီဆိုရင်အတန်ထွက်လေးတိုင်းပေးပါမယ်大家好学生们老师您你们 OK အဲဆိုရင်ခုံအောင်သွားပါမယ်课文2ရဲ့ဒီခေါင်းစဉ်လေးကိုကြည့်အောင်开学第一天课程上学生们学习打招呼用语开学第一天ဒီပထမဆုံးကျောင်းစတဲ့နေ့မှာတဲ့课程上စာသင်ခန်းထဲမှာ学生们学习ကျောင်းသားတွေကသင်ယူရမှာကတော့打招呼用语ဒီနှုတ်ဆက်တဲ့အခါမှာသုံးတဲ့စကားတွေကိုသင်ယူရမှာဖြစ်ပါတယ်ဒါဆိုရင်အောက်မှာသွားရအောင်အောက်မှာပြောတဲ့သူကဒီမှာဝမ်ယီဖိန်学生们小鱼3ယောက်ပေါ့နော်ဒီဝမ်ယီဖိန်ရှိမှာပါပြီးသားဒီ小鱼က AI ပြောတာဒီ学生们ကတော့ကျောင်းသားတွေကိုပြောတာပါဒါဆိုရင်ဝမ်ယီဖိန်ကဘာပြောရလဲအရင်ဆုံးကြည့်ရအောင် Okay 大家好大家ဆိုတော့ဆန္ဒကအားလုံးကိုပြောတာဟောင်းထည့်လိုက်တော့နှုတ်ဆက်တာဖြစ်သွားတာပါ大家好ဆိုတော့အားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်လိုက်တာပါ Okay ဒါဆိုရင်学生们ကဘာပြောထားလဲထည့်ကြည့်အောင်老师您好老师ဒီနေရာမှာ学生တွေအနေနဲ့သုံးတာကကြတော့သူ့ရဲ့ယူတည်မှုနဲ့နီး好အစား您好ဆိုပြီးတော့သုံးထားတာပါဒီမင်္ဂလာပါ老师您好ဆရာမင်္ဂလာပါဒီလိုသုံးထားတာပါနောက်တစ်ခုကြည့်အောင်小鱼ကကြတော့小鱼နောက်တစ်ခုပြောတာတယ်你们好ဒီနေရာမှာ你们ကဘယ်လိုသုံးတာလဲဆိုတော့ဒီ学生ကိုသုံးထားတာပါဟုတ်မနော်学生ကိုသုံးထားတာပါ你们好အားကြတော့မင်းတို့မင်္ဂလာပါမင်းတို့အားလုံးမင်္ဂလာပါဒီလိုပြောချင်တာပါပြီးရင်တော့နောက်တစ်ခုကြည့်ကြည့်အောင်学生们ကပြောထားတယ်你好小鱼ဒါတော့小鱼မင်္ဂလာပါဆိုနှုတ်ဆက်လိုက်တာပါဒီကမှာတော့နှုတ်ခွန်းဆက်တာလေးဆိုတော့စကားလုံးလေးအတူလေးတွေပဲပြောပေါ့နော်ကိုကြားဘူးနောက်ရှိပြီးသားဥစ္စာလေးတွေပဲပါတီးရပါအရင်မခတ်သေးဘူးပေါ့ဒါဆိုရင်တစ်ခါတော့ပြန်ပြီးဆိုကြည့်အောင်大家好老师您好你们好你好小鱼ဒါဆိုရင်တော့ခုံအောင်2ပြီးသွားပြီခုံ3ကိုသွားရအောင်ခုံ3မှာလည်းသူ့ရဲ့ရှမ်းစစ်လေးတွေပါပါတယ်အရင်ဆုံးကြည့်ရအောင်谢谢ဆိုတာကကျေးဇူးတင်ပါတယ်နောက်တစ်ခု不客气အာမနာပါနဲ့ရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါနော်ဒါဆိုရင်သူကရှေ့နဲ့ပူခတ်ချီကတွဲမှာပါနော်တစုံတစ်ယောက်ကကိုယ်ကျေးဇူးတင်ပါတယ်ရှေ့လို့ပြောရင်ကိုကပူခတ်ချီအာမနာနဲ့ရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပါအဲဆိုရင်ရှေ့ဆိုရင်ပူခတ်ချီနဲ့တွဲမှာပါပြီးနောက်တစ်ခုထုံးရွှဲကကြတော့အတန်းပေါ်ကိုပြောတာပါထုံးရွှဲနောက်တစ်ခုကြိုက်ကြင့်ဆိုတာကတော့နှုတ်ဆက်တာကိုဘိုင်လို့ပြောတာပေါ့နော်ပြီးရင်ကြိုက်ဆိုတာကနောက်ထပ်ကြင့်ဆိုတာတွေ့မယ်ဆိုတာနောက်မှထပ်တွေ့မယ်နောက်ထပ်တွေ့ကြမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတာပါဒါဆိုရင်တော့ပမာလိုလေးပြီးသွားပြီဆိုတော့အတန်ထွက်လေးတိုင်းပြပါမယ်ဒါဆိုရင်လဲဆိုအောင်谢谢不客气同学再见 Okayဒါဆိုရင်ဒီခုံဆန်းကိုဒီဘက်ကထိုင်အောင်လို့လေးသွားပါမယ်ဒီမှာခေါင်းစဉ်လေးပါတယ်ခေါင်းစဉ်လေးကိုကြည့်အောင်开学第一天ပထမဦးဆုံးဒီကျောင်းစတက်တဲ့နေ့မှာတဲ့课程上စာသင်ခန်းထဲမှာ学生们学习ကျောင်းသားတွေကသင်ယူရမယ်ဘာတွေလဲဆို致胜语ကျေးဇူးတင်စကားပြောတာတွေ告别语ဒီနှုတ်ဆက်စကားပြောတဲ့အကြောင်းအရာတွေကိုသင်ယူရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီအောက်ကိုကြည့်ရအောင်အောက်မှာပြောတဲ့သူက学生们小鱼ဝမ်ယီဖိန်3ယောက်ပါပဲဒါဆို学生们ကဘာရင်ပြောလဲအရင်ဆုံးကြည့်အောင်谢
谢谢ကျေးဇူးတင်ပါတယ်ဆိုရင်谢谢နဲ့တွေ့တော့အများရန်ပြောပြီးသားပါနဲ့တွေ့မှာတော့ဆိုတော့谢谢က不客气不客气小姨ကပြန်ပြောတယ်不客气ရမယ်နော်ပြီးဝန်ကြီးဖိန်းဗာပြောလဲကြည့်ကြည့်အောင်ဝန်ကြီးဖိန်းကကြောက်同学们再见同学们再见ဒီ同学们အတန်းပေါ်တွေကျောင်းသားတွေ再见ကိုပိုင်နှုတ်ဆက်တာပေါ့နော်ဒီပြန်ကန်ဒီနှုတ်ဆက်တဲ့အခါမျိုးမှာသုံးလိုက်တာပါ同学们再见ဒါဆိုရင်ဒီကျောင်းသားတွေကလည်းပြန်ပြောတယ်老师再见老师再见ဆရာဘိုင်းဘိုင်းဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီအကြောင်းအရာလေးကဘာမှလို့ပြီးသွားပြီဆိုတော့အတန်ထွက်လေးတစ်ခေါက်လောက်ပြန်ပြောကြည့်အောင်谢谢谢谢不客气不客气同学们再见同学们再见老师再见老师再见ဒါဆိုရင်တော့ခုံအစမ်းခုံအသုံးခုလုံးပြီးတော့ပါပြီဒါအောင်မှဒီနောက်မှာထပ်ပါပါသေးတယ်ဒါလေးကကြတော့ဗာလေးလဲဆိုအတန်ထွက်ပေါ့နော်ဒီရှားလိုက်တာတွေပါညာကြီးနဲ့အတွက်ပြီးတော့အတန်ထွက်လေးအတွက်လေ့ကျင့်တာပါဒါကတော့ကန်ဒူရောက်ခေါ်လိအတန်ထွက်လေ့ကျင့်ပါပေါ့နော်ဒါဆိုတူတူလေးဆိုကြည့်အောင်ဒီပထမအဆုံးတစ်ကြောင်းဒါလေးချဲ့ပြမယ်ပထမအဆုံးတစ်ကြောင်းရဲ့နှစ်ဖြတ်ပထမတစ်ဖြတ်ကိုယဉ်ကြည့်မယ်နောက်တစ်ဖြတ်ကိုယဉ်ကြည့်မယ်ဟုတ်ပြီမာ中马မာ中马မာ中马မာဆိုတာကမိမိကိုပြောတာမိမိပေါ့နော်ကျုံကကြတော့စိုက်ပြိုးတာကိုပြောတာမာဆိုတာကဂုံလျှော်ပင်ကိုပြောတာဒါဆိုမာ中马မိမိကဂုံလျှော်ပင်ကိုစိုက်တယ်မိမိဂုံလျှော်ပင်စိုက်တယ်โอเคဒါဆိုရင်နောက်တစ်ဖြတ်ကိုသွားရအောင်我放马我放马ဝေါ်ကကြတော့ကျွန်တော်ကိုပြောတာဖန်ကကြတော့ဒီလွတ်ချတယ်လွတ်ပေးတယ်အတိတ်ပဲမျိုးပါမာကကြတော့မြင်းကိုပြောတာဒါဆိုရင်ဝေါ်ဖန်မာကျွန်တော်မြင်းကိုလွတ်ပေးတယ်ဒါဆိုရင်တကြောင်လုံးပြန်ဖတ်ကြည့်အောင်မာ中马我放马နောက်တစ်ခါတော့ဖတ်ကြည့်အောင်မာ中马我放马ရမယ်နော်ဒါဆိုရင်ဒုတိယကြောင်ကိုသွားရအောင်ဒုတိယကြောင်လည်းဆွမ်းတော်လိုပဲတဝက်ဝက်ထားမယ်马吃马马吃马马ရှေ့ဆုံးစလုံး马လေးကကြတော့သူကမြင်းကိုပြောတာเนาะမြင်းကိုပြောတာ吃ကကြတော့စားသည်နောက်တစ်ခုကကြတော့မာကကြတော့ဆွမ်းတော်ကဂုံလျှော်ပင်ပြောတာပါအဲ့တော့သူပြောချင်တဲ့ဒီတစ်ခုက马吃马မြင်းကဂုံလျှော်ပင်ကိုစားတယ်ပြီးနောက်တစ်ဖြတ်ကိုကြည့်ရအောင်မာအရှိအမကကြာမေမေကမဆိုတာကကြတော့ဒီအလဲမလေးကိုပြောတာနော်မဆိုတာကစူပူချင်းမောင်းတာကိုပြောတာနောက်ဆုံးကမာကြတော့မြင်းကိုပြောတာမာမေမေကမြင်းကိုစူတယ်လို့ပြောတာပေါ့နော်ဒါဆိုရင်ဒုတိယကြောင်းပြန်ဖတ်ကြည့်အောင်မာ中马မာရမယ်နော်ဒါဆိုရင်ဒီအားလေးကိုအစာနဲ့ပြန်ဆိုကြည့်အောင်马中马我放马马吃马马ရမလားဒါဆိုရင်တော့ဒီနေ့မြောက်ပြီးကြတော့ ASSK 1310 version ရဲ့ lesson 1ကိုမြောက်ပြီးသွားတာဖြစ်ပါတယ်နောက်နေ့မှလည်းဒီနောက်တဲ့ lesson ကိုမြောက်ပြီးတော့မှဖြစ်တဲ့အတွက်အားလုံးပဲ like and share လေးလုပ်ထားဖို့မမေ့နဲ့เนาะ大家再见